ခါတလေအလုတ်ကလက်ချက်တစ်ခုကအရန်ကောင်းနေတယ်လို့ခန်းစားရရင်သတိထားပါအဲ့ဒီနောက်ွယ်မှာတင်ဘဝတစ်ခုလုံးကိုဝါမျိုးပြစ်ဖို့စောင့်နေတဲ့ထောင်ချောက်တစ်ခုရှိနေနိုင်ပါတယ်ဒီနေ့ကျွန်တော်တို့ကြီးစုရမယ် normal piece ရုပ်ရှင်ဟာရုပ်ရှင်တက်မဟုတ်ပါဘူးဒါဟာကဘာတဝမ်းမှာနေ့စဉ်နဲ့အမျှဖြစ်ပျက်နေတဲ့အမှန်တရားရဲ့အရေးပဲဖြစ်ပါတယ်ဇလန်ရဲ့အစမှာတော့ထက်မြက်တဲ့ programmer ပန်ရှောင်းကိုတွေ့ရမှာပါသူဟာကိုယ့်အရေးရှင်နဲ့ယာရုတိုးဖို့စ조사ခဲ့ပေမဲ့အာနာရှင်ဆန်တဲ့လုပ်ငန်းခွင်ရဲ့နောက်ွယ်ကပရိယာတွေကြောင့်စိတ်ပြက်ပြီးအလုပ်ကနေထွက်ခွာခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီဆုံးဖြတ်ချက်ကသူ့ဘဝကိုငရဲခန်းစီကိုခေါ်ဆောင်သွားခဲ့ပါတယ်သူရောက်သွားတဲ့ Firefly ဆိုတဲ့ခိုင်းကတော့ပုံမှန်အလုပ်ခွင်တစ်ခုမဟုတ်ပါဘူးအဲ့ဒီနေရာမှာလူသားဆိုတာပစ္စည်းတစ်ခုလိုပါပဲပန်းချောင်းက website တွေရေးရပါတယ်အန်နာကတော့လူတွေကိုလောင်းကစားထဲဆွဲခေါ်ရပါတယ်အဲ့ဒီထဲမှာပိတ်မိနေတဲ့အတူတိုင်းဟာအတူတူပါပဲတယောက်နဲ့တယောက်အချိန်မရွေးတက်ဖြတ်ဖို့ဝင်မလေးတဲ့လူမိုက်တွေရဲ့အုပ်ချုပ်မှုအောက်မှာအသက်ရှင်တန်မှုရုန်းကန်နေကြရတာပါဒီဇလန်ရဲ့အဆိုပါဆုံးအပိုင်းကတော့သားကောင်တွေရဲ့ဇလန်ပါတက္ကသိုလ်တစ်ခုမှာတင်နာကိုတက္ကသိုလ်တစ်ခုရဲ့ကျောင်းသားဖြစ်တဲ့တင်နာကိုကြည့်ပါအစပိုင်းမှာအနိုင်ရအောင်ဖန်တီးပေးထားတဲ့လောင်းကစားကင်းကြောင့်သူစိတ်သက်တွေနင်မွန်းခဲ့ပါတယ်မိဘတွေရဲ့ပတ်စံအိမ်ကနောက်ဆုံးတော့သူ့ရဲ့ကိုယ်ပိုင်ဘဝတစ်ခုလုံးကိုလောင်းကျစ်ထပ်ပြီးအကျွေးတွေနဲ့နင်မွန်းသွားခဲ့ပါတယ်အဲ့ဒီနေရာမှာ Firefly ကိုင်းဟာလူတွေကိုမောင်းနှင်နေတာပါသူတို့အတွက်ဒါဟာကနန်းတွေငွေကြေးတွေတာဖြစ်ပေမဲ့ပြင်ပကလူတွေအတွက်တော့ဒါဟာမိသားစုတစ်ခုလုံးပြိုကွဲသွားစေမဲ့ငရဲခမ်းပါပဲနောက်ဆုံးမှာတော့ပန်ချောင်ရဲ့တဲလွန်စားတွေကြောင့် Firefly ကိုင်းဟာပြိုကွဲသွားခဲ့ပါတယ်ဒါပေမဲ့ရုပ်ရှင်ရဲ့နောက်ဆုံးပိုင်းမှာတော့ပေးသွားတဲ့ message ကတော့ကြောက်စရာကောင်းပါတယ်ဆိုတဲ့ရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ပေမဲ့ထောင်ပေါင်းများစွာတော့ Firefly တွေကကဘာအနှံ့ပုံးကွယ်နေသေးပါပဲအဆုံးသတ်မှာကျွန်တော်တို့တတိထားမှာကလောကမှာအလွယ်တကူရမယ်ကြီးမားတဲ့အမျက်ဆိုတာမရှိပါဘူးအဲ့ဒီလိုလောဘကိုမမောမှုကပဲတင့်ကိုသားကောင်ဖြစ်အောင်ဆွဲခေါ်သွားမှာဖြစ်ပါတယ်ဒီရုပ်ရှင်ကိုကြည့်ပြီးတာနဲ့တခါတည်းတတိပြုလိုက်ပါလောင်းကစားကနေရက်လိုက်ပါတင်နဲ့တင်မိသားစုရဲ့အနာဂတ်ကလောင်းကစားရုံထက်အစာပေါင်းများစွာတန်ဖိုးရှိပါတယ်ဒီဇလန်ကနေတင်ပါတွေတင်ငန်း